တို့ကျမမအောင်မြင်ခဲ့ဘူးထွက်သွားရမယ်ဆိုရင်မြေလဲမျိုးလေးတစ်မျိုးကိုရွေးချယ်ဖြစ်မှတင်တယ်တင်းတင်းနဲ့ချန်ဝိုးလေးမှာတက်သားအိမ်လေးတစ်လုံးဆောင်မယ်ချန်ပက်ပက်လေးမှာစကူပန်းတွေဆိုင်မယ်အနီရောင်တစ်မျိုးပဲဆိုင်မယ်အသက်30လောက်မှာဘဝကိုအရှုံးများများနဲ့ညီငွေစိတ်ကုန်ခဲ့တဲ့မိမမို့ရင်နဲ့သေးပဲလှလှတွေမလိုတော့ဘူးထင်တာပဲအိမ်ကိုမိုးပြရောက်တော့မယ်အိမ်ရှိမှစားတဲ့ဘုံလေးတစ်ပုဒ်ထားမယ်ဗိုက်စာမအိမ်ကိုပြန်လာတတ်တဲ့ကြောင်တစ်ကောင်မွေးမယ်စပီးရှည်ဆက်ထားမယ်စိတ်ကိုလည်းရှိထားမယ်အချိန်တွေကုန်ပါစေဒီတိုင်းလွတ်ထားလိုက်မယ်အသက်ကိုအလန့်အသက်ကြီးပြင်မယ်နေလို့သိပ်ပြင်းလာရင်အဝေးကြီးကိုငေးမယ်တည်ချင်းရှင်ချင်းတွေကိုလည်းမတွေးတော့ဘူးယုံကြည်ရာတွေကိုလည်းစကားတိုင်းပြီးမစစ်တော့ကြည်အေးဝတ္ထုတွေတဲ့ဝင်လိုက်ထွက်လိုက်တွေမလုပ်တော့ဘူးစောစောအောင်ဖတ်မယ်တမယာရင်တောင်းမယ်စပယ်ပဲပတ်မယ်သိကြိုးစားနေတဲ့လူတွေတွေ့နားမလည်ဘူးလို့ပြောပြမယ်ဘူကော့စကီကသူ့အုပ်ကူမှာမကြိုးစားနဲ့လို့ရေးထားတယ်ကျမသိသွားရင်တော့ကြိုးစားလက်ကပဲလို့ရေးခိုင်းမယ်ကျမကမအောင်မြင်သူပဲအဲ့ဒီဘက်မှာပျော်ပျော်ရွှင်ရွှင်ပါပဲစိတ်မပူပါနဲ့မိုးပါရဲ့မြေလဲမျိုးလေးမှာကျမနေသားတကြားဖြစ်မှာပါဒေသထွက်ပန်းလေးတွေကိုခြောက်ခံပြီးစားလိုက်ကနေပို့ပေးလိုက်မယ်တခါတလေတိမ်မြေတစားနစားပါမယ်တခါတလေဖုံမုံနည်းနည်းပါမယ်နေကြတွေဖွင့်ရင်တော့တည်တည်ချာချာပါစေထုတ်ပြီးပို့လိုက်ပါမယ်ပါရမောက်ပါစက်ကူပဲအနေရောင်တွေစိုက်တယ်ဆိုတာမုံနေလို့လာပြောမိသူအလွယ်တကူရှာတွေ့နိုင်အောင်ပါ